ကျွန်တော်တို့ရဲ့လက်ကလင်နှစ်ဖက်ကိုအသုံးပြုပေးပါသွားပုတ်ကြိုးကိုကင်တဲ့အခါပြောပါတယ်ကျွန်တော်တို့သွားပုတ်ကြိုးတွေကကြတော့ဒီလိုလက်ကင်ပါတဲ့ဟာဆိုလို့ရှိရင်ကင်ရတာလွယ်တယ်သုံးရတာလည်းလွယ်တယ်ဒါပေမဲ့ဒီလက်ကင်ပါတဲ့ဟာလေးတွေကြတော့အခုမှစသုံးတဲ့လူတွေအတွက်ပေါ့နော်တကယ်လို့ကိုကသွားပုတ်ကြိုးသုံးတာကြာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုကြိုးခွေလိုက်လေးတွေသုံးအဲ့ရဲ့ကြိုးခွေလိုက်လေးတွေကလေပို့ပြီးတော့မှအထဲထဲကကြိုးလေးတွေက quality လည်းပို့ပြီးတော့မှကောင်းတယ်သုံးရတာလည်းပို့ပြီးတော့မှအဆင်ပြေတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီကြိုးကြီးကြတော့ဘယ်လိုကင်မလဲပေါ့နော်အဲ့ဆိုတော့ကကြတော့ပထမဦးဆုံးဒီရဲ့ကြိုးခွေတွေကကြိုးလေးတွေဆွဲထုတ်လိုက်မယ်တတောင်ဝန်းကျင်လောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါသွားကြားတွေတိုင်းကိုတန့်ရှင်းမှုအတွက်လုံလောက်တယ်ပေါ့နော်ပြီးရင်သူ့မှာဓာလေးပါပြီးသားပဲဖြတ်လိုက်ပါမယ်ကျွန်တော်ခဏပြောလို့ပဲလက်ခလဲတွေတုံးရအောင်မယ်ပထမဦးဆုံးကျွန်တော်တို့လက်ခလဲတစ်ခုပေါ်မှာခြိတိုင်ုံလေးရစ်လိုက်ပါမယ်နောက်လက်ခလဲတစ်ဖက်မှာတော့များများလေးခြိလိုက်ပါမယ်ဒီလိုနေထားမျိုးလေးရပါပြီမျက်မြင်တယ်နော်ဆဲနေလိုမျိုးတော့ဖြစ်တယ်ဒါပေမဲ့ဒါတော့ဖို့ကြိုးကင်တဲ့ပုံစံမျိုးပေါ့နော်ပြီးရင်ဒီလိုမျိုးအနေထားမျိုးရပါပြီဆိုလို့ရှိရင်လက်မနဲ့လက်ညိုကိုသုံးပါမယ်လက်မနဲ့လက်ညိုကဒီလိုကင်လိုက်ပါပြီးရင်တော့သွားကြားတွေကိုထိုးလို့ရပါပြီပြီးလို့ရှိရင်လက်မနဲ့လက်ညိုကင်ရလေးပဲဒီလိုသွားနှချောင်းကြားတွေကိုအဲ့လိုလုပ်လိုက်အောင်ပါပဲဒါဆိုလို့ရှိရင်ကိုကအခုမှစသုံးကစားဆိုလို့ရှိရင်သွေးလေးထွက်နိုင်တယ်ပြီးတဲ့ခါကျရင်အစာလေးတွေပါလာတယ်ဆိုလို့ရှိရင်ဒီဘက်မှာခြိတိုင်အောင်လေးခြိထားတာအဲ့ဘက်ကိုညှစ်ပက်တဲ့ဟာလေးကိုတင်လိုက်ပါပြီးလို့ရှိရင်တန့်ရှင်းတဲ့ဘက်လေးကိုဒီလိုလေးပြန်ဖြည့်ပြီးတော့မှသုံးလို့ရှိရင်ရတယ်အောက်ဖက်တွေဆိုလို့ရှိရင်လည်းအတူတူပဲလက်မနဲ့လက်ညိုးနဲ့ဒီလိုကင်လိုက်မယ်ပြီးရင်အဲ့လိုပုံစံမျိုးလေးလုပ်အောင်မယ်ဒါဆိုလို့ရှိရင်အန်သွားတွေကိုဆိုလို့ရှိရင်ဘယ်လိုထိုးမလဲဒီလိုမျိုးတိုင်းအဆင်ပြေပါမလားအန်သွားတွေဆိုလို့ရှိရင်ကျွန်တော်တို့လက်မကိုဖယ်လိုက်ပါဒီလက်မကိုဖယ်လိုက်မယ်အခုဒီလိုအနေထားမျိုးမမိရနော်ပြီးရင်လက်မမပါတော့လက်ညိုးဒီလိုယူလိုက်ပါဒီအနေထားမျိုးအဲဆိုရင်အန်သွားတွေကိုထိုးလို့ရပါပြီဒီလိုထိုးအောင်ပါပဲဒီဘက်ကိုထိုးပြပါမယ်ပြီးလို့ရှိရင်ပြန်ပြီးတော့ဒီဘက်ကိုတိမ်ပါတော့ပြီးရင်အဲ့လိုလေးလုပ်သွားအောင်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါအန်သွားတွေလည်းလုပ်ပြီးသွားပြီပြီးလို့ရှိရင်ဒါအရှိသွားတွေလည်းလုပ်ပြီးသွားပြီပေါ့နော်အရှိသွားတွေဆိုလို့ရှိရင်လက်ကလေးမှာပြန်ကန်ပြမယ်နော်နောက်တစ်ချိန်ပြန်ကန်ပြမယ်တတောင်လောက်ဖြတ်လိုက်မယ်ပြီးရင်လက်ကလေးတစ်ဖက်မှာခြိတိုင်ုံလေးခြိမယ်ပြီးရင်နောက်တစ်ဖက်မှာများလေးရစ်မယ်ဒီလိုနေထားရပြီပြီးရင်လက်မနဲ့လက်ညိုနဲ့ကိုက်မယ်ဒါအရှိသွားဒီလိုကအနောက်သွားလုံးမယ်ဆိုလို့ရှိရင်လက်မကိုလွတ်လိုက်ပါလက်ညိုနဲ့အဲ့လိုပုံစံမျိုးလေးလုပ်ရမှာပဲခင်ဗျာကျွန်တော်တို့စပြီးတော့မှ3ခါစားမှာဆိုလို့ရှိရင်သွေးလေးနည်းနည်းပါးထွက်နိုင်တယ်ဒါပေမဲ့ကြောက်စရာမလိုဘူးဆက်ပြီးတော့မှလုပ်သွားမယ်ကျွန်တော်တို့ဒါတစ်ပတ်10ဝန်းကျင်လောက်ကြာတဲ့ခါမှာဆိုလို့ရှိရင်သွေးထွက်တာတွေရပ်သွားမယ်ပေါ့နော်တချို့ကြတော့ဒီကြိုးလေးထဲတဲ့ချိန်မှာဆိုလို့ရှိရင်ထိုးထည့်လိုက်တယ်ပြီးတဲ့ခါကျလို့ရှိရင်ပြန်ထုတ်တဲ့ခါကျလို့ရှိရင်နည်းနည်းကြက်တယ်ထစ်နေတာမျိုးဘာညာဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒါသွားနှချောင်းကြားထဲမှာသွားကြိုးသွားကြောက်တွေရှိတယ်သွားနဲ့ green seagan ကိုသွားပြီးတော့မှသွားကြောက်တွေအရင်ချစ်ပေးပါပြီးတော့မှသွားပုတ်ကြိုးတွေပုံမှန်အတိုင်းဆွဲပေါ့နော်သွားနှချောင်းကြားမှာဘယ်လောက်ပဲထက်တည်ဖြစ်စေကျွန်တော်တို့ဒီကြိုးတွေမထည့်လို့မရဘူးဆိုတော့မရှိဘူးကျွန်တော်တို့ထည့်ကြည့်ပါနော်ကျွန်တော်အခုဒါသုံးနေတဲ့ဟာလေးဆိုလို့ရှိရင်တိတ်ကြိုးလေးတွေရေပိုက်တိတ်နဲ့တူတယ်သူရဲ့ကြိုးလေးတွေက quality လည်းအရင်ကောင်းတယ်အထဲထဲမှာဖျောင်းလေးလည်းပါတယ် fluoride လေးလည်းပါတယ်ပေါ့နော်ဒါကြောင့်မလို့ဒီကြိုးဆိုလို့ရှိရင်လုံးဝမပြတ်ဘူးတုံတန်ရဆိုလုံးဝမပြတ်ဘူးတိုက်လိလောက်ဆွဲပြတ်ပေါ့နော်တုံတန်ရဆိုခက်နိုင်တယ်ပြီးတဲ့ခါကျဖွာဝါတာတွေပါမရှိဘူးတဖုံးတွေးထွက်တဲ့လူတွေနည်းနည်းထည့်ရတာကြက်တဲ့လူတွေဆိုလို့ရှိရင်ဒီလိုမျိုးတိတ်ကြိုးတော့ပိုလို့တော့ဈေးတော့ပုံများတယ်တကယ်လို့ကိုကတုံးနေကြပဲပြီးတဲ့ခါကျတော့ရှင်တွေးတွေပါလည်းထွက်လိမ့်မရှိဘူးထည့်ရလည်းလွယ်ကူတယ်ဆိုလို့ရှိရင်ပုံမှန်ကြိုးတွေတုံးလို့ရတယ်တွေ့လားတော်တော်လေးခိုင်တယ်နော်ဒီနေ့တော့ကျွန်တော်က floss ကြိုးလေးတွေကိုဘယ်လိုကန်ရမလဲဆိုတာလာပြီးတော့မှပြောပြရဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးလက်ကင်ပါတာတွေထက်ဒီလိုလက်ကင်ဘိုးတွေပါတွေတက်တာအောင်မယ်ကုန်ကြစည်တွေပို့ပြီးတော့မှတက်တာမယ်ပြီးတဲ့ခါကျလို့ရှိရင်300ရတာလည်းပို့ပြီးတော့မှတက်မယ်ပေါ့နော်မမြင်ရနော်ကျွန်တော်တို့ရဲ့လက်ခလဲလေးတွေတုံးပါနေ့ရက်တိုင်းမှာပြောနိုင်ကြပါစေခင်ဗျာ